M7 Pass ကိုပဲဝယ် Pass Plus ကိုပဲဝယ် Price Skin ကိုရရှိမှာဖြစ်ပါတယ်โอเคအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မကြခင်ရောက်လာတော့မယ့် M7 Pass ကိုဝယ်သင့်လားမဝယ်သင့်ဘူးလားဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်ဒီတော့အကြောင်းအရာလေးကိုစိတ်ဝင်စားရဲဆိုရင်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့နဲ့အဆင်ပြေရင် VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့အချိန်မဆွဲတော့ဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမအဆုံးအနေနဲ့ဒီ M7 Pass ကဇန်နဝါရီလ1ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီးဖေဖော်ဝါရီလ10ရက်နေ့အထိကြာမြင့်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အချိန်အားဖြင့်ဆိုရင်38ရက်တောင်ကြာမြင့်မှာပါโอเคဒါဆိုရင်ဒီ M7 Pass မှာဘာတွေရနိုင်မှာလဲဆိုတာကိုတစ်ချက်လောက်တူတူကြည့်လိုက်ရအောင် M7 Pass ကိုဝယ်တဲ့သူတိုင်းကအနည်းဆုံး skin 3ခုရရှိမှာဖြစ်ပါတယ် skin 3ခုဆိုတာကတကယ်တော့အနည်းဆုံးပါဒီထက်ပိုပြီးတော့လည်းရရှိနိုင်ပါသေးတယ်ဒီ M7 Pass မှာပါတဲ့ပထမအဆုံး skin ကတော့ Granger ရဲ့ M7 skin ဖြစ်ပြီးဒီ skin က Pass ဝယ်လိုက်ပြီဆိုတာနဲ့တန်းပြီးရမှာဖြစ်ပါတယ်နောက်ထပ်ကတော့ရဲ့ special skin ကိုကြတော့ level 45မှာရရှိမှာဖြစ်ပြီးဒီ event ရဲ့အဓိက skin ဖြစ်တဲ့ Granger ရဲ့ Bright skin ကိုတော့ level 85မှာရရှိမှာဖြစ်ပါတယ်ဒါအပြင်မှာ Recall Effect, Key Effect နဲ့ Key Notification Effect တွေအပြင်တခြားသော Bow, Tower Skin နဲ့ Emote တွေကိုလည်းရရှိဦးမှာဖြစ်ပါတယ်ခုနပြောခဲ့တဲ့ကတော့ရဲ့ Special Skin ကတော့ Pass ဝယ်တဲ့သူရောမဝယ်တဲ့သူပါရရှိနိုင်မှာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ M7 Lucky Gift ဆိုတဲ့ event လေးပါလာမှာဖြစ်ပြီးဒီ event မှာဆိုရင်အရင် MCE တုန်းကရောင်းခဲ့တဲ့ skin တွေ Recall Effect တွေနဲ့ Painted Skin တွေကိုလည်းပြန်လည်ရရှိနိုင်ပါသေးတယ်။လက်ရှိ Moto ဘက်ကကြေညာထားတဲ့ပုံစံအရ Air ရဲ့ M1 Skin, Clean ရဲ့ M2 Skin နဲ့ Roger ရဲ့ M3 Skin တို့ကို Optimize လုပ်ပြီးတော့ပြန်လည်ရောင်းချအောင်မှာဖြစ်ပါတယ်။ဒါအပြင်မှာ Granger ရဲ့ Yo-Yo M7 Skin ရဲ့ Painted Skin နဲ့အရင်ထွက်ခဲ့တဲ့ Yuzhong ရဲ့ Painted Skin ကိုလည်းပြန်လည်ရောင်းချအောင်မှာဖြစ်ပါတယ်။ဒီ skin တွေကိုဘယ်လိုရရှိနိုင်မှာလဲဆိုတော့ခုနက Lucky Gift event ထဲမှာ power supply ဆိုတဲ့အလုံးလေးတွေပါပါတယ်အဲ့ဒီ event မှာ M7 lottery coin နဲ့လှည့်ပြီးတော့ဒီ power supply လေးတွေကိုစုရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ event shop မှာကိုရထားတဲ့ power supply လိုက်ဒီလိုမျိုး skin တွေကိုပြန်လဲလို့ရမှာဖြစ်ပါတယ်ဒီမှာပြထားတဲ့ပုံစံအရ Yuzhong ရဲ့ Bright Skin ကိုပြန်လဲဖို့ဆိုရင် power supply 42,500ကုန်ကျမှာဖြစ်ပါတယ်Yuzhong ရဲ့ Yo-Yo Skin ကိုတော့11,500ကုန်ကျမှာဖြစ်ပြီးYuzhong ရဲ့ Painted Skin ကိုတော့2,600နဲ့လဲလို့ရမှာဖြစ်ပါတယ်ဒီ event နဲ့အတူရောက်လာမယ် Granger M7 Skin ရဲ့ Painted Skin ကိုလည်း2,600နဲ့ပဲလဲလို့ရမှာပါဒီမှာပြထားတဲ့ပုံစံအရကိုက Painted Skin လောက်ပဲလဲမယ်ဆိုရင်တော့ Granger ရဲ့ M7 Painted Skin ကိုပဲလဲဖို့အကြံပေးချင်ပါတယ်အရင် MCE တုန်းကထွက်ခဲ့တဲ့ Air ရဲ့ M1 Skin, Clean ရဲ့ M2 Skin နဲ့ Roger ရဲ့ M3 Skin တွေကိုလဲဖို့ဆိုရင်တော့ Power Supply 1,500ကုန်ကျမှာဖြစ်ပါတယ်ဒီ skin တွေကိုရဖို့ဆိုရင်တော့ M7 Pass ဝယ်မှရမှာပါ M7 Pass ဝယ်ဖို့ကလည်းဝယ်တဲ့ပုံစံ2မျိုးရှိပါတယ်ပထမတစ်ခုကတော့ M7 Yo-Yo Pass နဲ့နောက်တစ်ခုကတော့ M7 Pass Plus ဆိုပြီးတော့ရှိပါတယ်ဒီနေရာမှာ M7 Pass ကိုပဲဝယ် Pass Plus ကိုပဲဝယ် Price Skin ကိုရရှိမှာဖြစ်ပါတယ်ဒီ M7 Yo-Yo Pass ရဲ့တန်ဖိုးကတော့ Diamond အနေနဲ့399လုံးကျသင့်မှာဖြစ်ပါတယ်M7 Yo-Yo Pass ကိုဝယ်လိုက်တာနဲ့ကျွန်တော်တို့ Granger ရဲ့ M7 Skin ကိုတန်းရမယ် Pass level အပြင်3ခုတက်သွားမယ်ပြီးတော့ရင်တော့ခုနကတော့ Lucky Gift event မှာလှည့်ဖို့အတွက် M7 Lottery Coin 400ရရှိမှာဖြစ်ပါတယ် M7 Pass Plus ရဲ့ဈေးနှုန်းကတော့699လုံးကျသင့်မှာဖြစ်ပြီးဒီ Pass ကိုဝယ်လိုက်တာနဲ့ခုနလိုပဲ Granger ရဲ့ M7 Skin ကိုတန်းရမယ်ဒီမှာတော့ level 2ခုအပိုရမှာဖြစ်ပြီး level 5ခုတန်းရမှာဖြစ်ပါတယ်ဒါအပြင်မှာခုနရထားတဲ့ lottery coin 400အပြင်နောက်ထပ်300ကိုပါအပိုထည့်ရအောင်ပါနောက်ပြီးတော့ Granger ရဲ့ exclusive combo action တခုရရှိမှာဖြစ်ပြီး M7 exclusive trade effect ကိုပါတစ်ခါတည်းရရှိမှာဖြစ်ပါတယ်ခုနပြောခဲ့သလိုပဲ bell pass ကိုပဲဝယ် price skin ရရှိမှာဖြစ်တဲ့အတွက်ကိုက diamond တက်နိုင်တယ်ဆိုရင်တော့ pass plus ကိုဝယ်ပါတကယ်လို့ကိုက diamond မတက်နိုင်ဘူးဆိုရင်တော့399လုံးပဲရှိတဲ့ Yo-Yo Pass ကိုပဲဝယ်ဖို့အတွက်အကြံပေးချင်ပါတယ်တကယ်လို့ဘော်ဒါတို့အနေနဲ့ဒီ diamond တွေကိုမသုံးချင်ဘူးဆိုရင်တော့ M7 support ချက်ဆိုတာရောက်ရှိလာအောင်မှာဖြစ်ပါတယ်ဒါကိုတော့အရင်တော့ဖောက်ခဲ့တဲ့သူတွေလည်းသိပြီးသားဖြစ်မှာပါအဲ့ဒီ support ချက်ကတော့ M7 နဲ့အတူတူတစ်လပိုင်း1ရက်နေ့ကနေ2လပိုင်း10ရက်နေ့ထိရောက်ရှိလာမှာဖြစ်ပါတယ်ဒီ support ချက်ကိုတစ်ခါလဲမယ်ဆိုရင် diamond 50ကျသင့်မှာဖြစ်ပြီးဒီထဲမှာတော့ M7 Yo-Yo Pass နဲ့ Pass level တွေပါရှိမှာဖြစ်ပါတယ်
ကျွန်တော်ပြီးခဲ့တဲ့ M6 တုန်းကလည်းဒီ support ချက်ကနေ3កောက်လောက်လှည့်ပြီးတော့ M6 pass ကိုရရှိခဲ့တာဖြစ်ပါတယ်။ဘော်လာတို့အနေနဲ့လည်းစိတ်ဝင်စားတဲ့ဆိုရင်ဒီ support ချက်ကနေအရင်ဆုံးလှည့်ကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်။ဒါပေမဲ့3កောက်နဲ့ပေါက်နိုင်တယ်လို့မပြောဘူးเนาะ။ကိုယ့်ဘက်ကိုစဉ်းစားပြီးတော့အဆင်ပြေမှလှည့်တာပိုကောင်းပါတယ်။တကယ်လို့3កောက်နဲ့မပေါက်တော့မှတက်တက်မဲ့ရင်ကျူရမှာပါ။ဒါကြောင့်မို့လို့ရနိုင်ခြင်းမရနိုင်ခြင်းမသေးကြတဲ့ဒီ support ချက်ကိုစိတ်ဝင်စားဘူးငါတို့ကတော့ရော့ in ဆိုပြီးတန်းဝယ်တာကြိုက်တယ်ဆိုရင်တော့ခုနပြခဲ့တဲ့ M7 Pass နဲ့ Pass Plus တွေကကိုယ်အဆင်ပြေတဲ့ဟာကိုဝယ်တာပို့ပြီးတော့ကောင်းပါတယ် M7 Pass ကဆက်စဝယ်ခြင်းမှာ M7 skin ကိုတန်းရတယ်ဆိုပေမဲ့ price skin ကိုရဖို့ဆိုရင်တော့ level တွေတင်ရမှာဖြစ်ပါတယ် level တွေတင်ဖို့ကလည်းပတ်စံနဲ့တင်ရတာမဟုတ်ဘဲနဲ့ M7 ချိန်ရောက်လာပြီဆိုတာနဲ့ M7 test တွေကိုလုပ်တာ brand ဆော့တာအပြင်ပြိုင်ပွဲတွေမှာဘယ်အသင်းကနိုင်မလဲဆိုတာကိုမှန်အောင်ခံမှန်းနိုင်ုံနဲ့နေမယ်ဒီ level တွေကတက်လာမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင် M7 Pass ရဲ့ဈေးနှုန်းက Starlight ထက်100ပဲပိုများတာပါတကယ်တမ်း Weekly Pass နဲ့စုမယ်ဆိုရင်တော့ Weekly Pass 2ခုစာပဲကုန်ကြမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ viewer တွေကို event တွေမှာဝယ်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ M3 event တွေဆိုတာက Mobile Legends ရဲ့လာခဲ့သမျှ event တွေထဲမှာအတန်ဆုံးဖြစ်တဲ့အတွက်တကယ်လို့ကိုက Weekly Pass 2ခုစာလောက်တက်နိုင်နေဆိုရင်ဝယ်ဖို့အတွက်အကြံပေးချင်ပါတယ်ဘော်လာတို့အနေနဲ့ weekly pass တွေကိုဈေးနှုန်းသက်သာစွာနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Turbo Gaming မှာဝယ်ယူရရှိနိုင်ပါတယ်။ Turbo Gaming မှာက Mobile Legends သာမကပဲ Magic Chat, PUBG, Free Fire နဲ့ HOK တို့လို game တွေအပြင် application premium တွေကိုပါအကောင့်ဖွင့်ငွေကြိုဖြည့်ထားရုံနဲ့ event ရက်တွေမှာလုံးဝစောင့်ရမလို့ပဲကြိုက်တဲ့ချိန်ကြိုက်တဲ့နေရာမှာဈေးနှုန်းဖြည့်သက်သာနဲ့လွယ်ကူလျင်မြန်စွာဝယ်ယူရရှိနိုင်ပါတယ်။ Turbo Gaming Store မှာအကောင့်ဘယ်လိုဖွင့်ရမလဲမသိဘူးဆိုရင်အကောင့်ဖွင့်နည်းငွေဖြည့်နည်းနဲ့ Diamond ဝင်နည်းတွေကိုကျွန်တော်ဗီဒီယိုလုပ်ပေးထားတာရှိတဲ့အတွက်ဒီနေရာလေးကိုထောက်ပြီးတော့တွက်ကြည့်လို့ရပါတယ်ကျွန်တော်ပင် comment မှာ Turbo Gaming Store ရဲ့ Telegram website နဲ့ application ရဲ့ link ကိုထည့်ပေးထားပါမယ်လိုအပ်တဲ့ပေါ်တိုင်းအနေနဲ့တစ်ချက်လောက်သွားပြီးတော့လေ့လာကြည့်လို့ရပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်သွားလိုက်ပါမယ် Okay ဒါဆိုရင် Granger ရဲ့ M7 skin နဲ့ Prime skin ရဲ့ scale effect တွေကိုအမီးသဘောအနေနဲ့အမြန်လေးခဏကြည့်လိုက်ရအောင်ဒါကတော့ normal skin ရဲ့ scale effect တွေဖြစ်ပါတယ်။နောက်ထပ် price skin ရဲ့ scale effect တွေကိုလည်းတစ်ချက်လောက်သွားကြည့်လိုက်ရအောင်။တွေ့ရတဲ့အတိုင်းပဲ Granger ရဲ့ M7 skin, Price skin တွေကိုပဲဒီ pass ကဝယ်ရတာတော်တော်လေးတန်နေပါပြီ။နောက်ပြီးတော့ Price skin တကောင်ရဲ့ collection point က3000တော့ရမှာဖြစ်ပါတယ်။ဒါအပြင်မှာ M7 skin နဲ့ special skin တွေပြင်တခြား effect တွေနဲ့ပါပေါင်းလိုက်မယ်ဆိုရင်ဒီ M7 pass တစ်ခုတည်းနဲ့တင် collection point က9000ကျော်လောက်ရနိုင်ပါတယ်။ဒါကြောင့်မို့လို့ weekly pass 2ခုစာလောက်ပဲရင်ပြီး collection point နဲ့အများကြီးရနိုင်မယ့်ခွင့်ရကိုလက်မလွတ်ကြဖို့အတွက်အကြံပေးချင်ပါတယ်။ Okay ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရန်နာပါရစေကျွန်တော်နောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတစ်ခုနဲ့ပြန်လာမှာမို့လို့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်